United ကနေထွက်ချင်တယ်ဆိုတာပေါ်ပေါ်တင်တင်ဆန္ဒပြနေတဲ့ကစားသမားများမိတ်သမီးလုံးဝမိတ်နာများဝေလူကျော် iMac ခွန်ရှီကို Sport Area ကနေပြန်လည်ကြိုလိုက်ပါတယ်။ United ရဲ့ပေးပြီးကနေရမပြီးဆုံးသေးပါဘူး။ဘောလုံးအသင်းတစ်သင်းဟာကွင်းထဲကခြေစွမ်းတွေကွင်းမြေပါကပြဿနာတွေကပေါ်ဆင်းဝင်စားစရာကောင်းနေတယ်ဆိုရင်ဒါဟာဘောလုံးအသင်းတစ်သင်းမဟုတ်တော့ပါဘူး။ကမ်းပြတဲ့ခေတ်ကြတဲ့ Man City လိုပါဘူး Arsenal တို့ကိုကြည့်လိုက်ရင်ကွင်းပြင်မှာကိစ္စအတွက်ကွင်းတွင်းကိစ္စတွေပဲပြောစရာရှိပါတယ်။ဒါပေမဲ့ Man United ကတော့ဘောလုံးပွဲတွေမရှိရင်တော့မှကွင်းပြင်မှာပြဿနာလေးတွေကတော့တန်းစီရောက်နေတဲ့အသင်းဖြစ်ပါတယ်။အခုလည်း United မှာပြောင်းရွှေ့ drama လေးတွေများစွာဖြစ်နေပါတယ်။ United ရဲ့ငယ်ဝေးချန်ပေါင်းကစားသမားတွေကအသင်းကိုချစ်ပါတယ်ဆိုတဲ့ကစားသမားတွေကအသင်းပြောင်းနေတယ်ဆိုတာပေါ်ပေါ်ထင်ထင်ထုတ်ပြောလာကြပါတယ်။ Redford က United ကနေ Barcelona အသင်းပေါ်ပြောင်းချင်ကြောင်းသတင်းလွှင့်လာတာကြာပါပြီ။သူကိုယ်တိုင်ကလည်းနှုတ်ကဖွင့်ပြောပေမဲ့သူနဲ့နီးစပ်တဲ့အတိုင်းရဲ့ပြောကြားချက်အရ Redford ဟာ Spain မှာကစားချင်နေတာပါ။ United နေပြ Ruben Amorim နဲ့ဆက်ဆံရေးပြိုကွဲသွားပြီးတဲ့နောက်မှာ Redford ဟာ Old Trafford မှာပြန်လည်ကစားရဖို့မရှိတော့သူဖြစ်ပါတယ်။သူကိုပြီးခဲ့တဲ့6လမှာ United တို့ Aston Villa အသင်းထံအငှားချခဲ့ပြီးပြီးတဲ့ရောင်းချခွင့်မှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Aston Villa က Redford ရဲ့မြန်မာနဲ့လောက်ခလာစာနဲ့ပြောင်းရွှေ့ခြေကြောင်းမွေးဦးခဲ့ဘူးဖြစ်ပါတယ်။ဒီလိုနဲ့နေရာဒီမှာ Redford ကို United စီပြန်ရောက်နေခဲ့တာပါ။ Redford ကိုခုထက်ထိဝယ်ဖို့စူးစမ်းနေတဲ့အသင်းတွေလည်းမရှိသေးဘူးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်က Redford ကနေပြီးတော့သူ့အနေနဲ့ Spain ကိုသွားချင်ကြောင်းနဲ့လာမဲရော်မဲနဲ့တွဲကစားခွင့်ရချင်ကစားချင်ကြောင်းခုလိုပဲပြောပါတယ်။ Spain မှာနေရတာအဆင်ပြေတယ်ကျွန်တော်အိမ်နဲ့လည်းတိမ်မွေးဘူးလေ။အင်္ဂလန်ကဆိုရင်3နှစ်လောက်ပဲလင်းစီးအောင်ပါပဲ။ဒါကြောင့်ကျွန်တော်ကလည်းမိသားစုအတွက်ဆိုရင်လည်းသွားလာရအဆင်ပြေပါတယ်။ရာသီဥတုက Spain မှာလည်းကောင်းသလိုနေရာထိုင်ရလည်းအဆင်ပြေပါတယ်။ရော်မဲနဲ့တွဲကစားချင်လားဆိုရင်တော့ကျင်းတွေပေါတွဲကစားချင်ကြပါတယ်။ဇာမတိုင်းကတော့အကောင်းဆုံးဆိုတဲ့ကစားမတွေနဲ့ကြီးပဲတွဲကစားချင်ကြပါတယ်။ဒီနေ့တော့တွဲကစားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ Redford အနေနဲ့သူ့ရဲ့ဘာစီလိုနာအတွက်ကစားပေးခြင်းတဲ့ဆန္ဒကိုမဖိနိုင်ဖုံးနိုင်ထုတ်ဖော်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ Redford နဲ့မကပါဘူးတစ်ဖက်မှာဂါနာချိုကလည်း Aston Villa ကိုပြောင်းရွှေ့ခြင်းတဲ့ဆန္ဒကိုတရားဝင်ပြသလာခဲ့ပါပြီ။ဂါနာချိုကRedford ရဲ့နာမည်နဲ့ကျောင်းနံပါတ်ပါ Aston Villa ဂျာစီကိုဝတ်ဆင်ပြီး Instagram မှာတင်ခဲ့တာပါ။ဒါဟာအသင်းပေါ်ရဲ့ဂျာစီမို့လို့ဝတ်ဆင်ပြီးလိုက်တင်တာမျိုးမဟုတ်ပါဘူး။ Redford ကလည်း Aston Villa ကစားမှာမဟုတ်တော့ပါဘူး။သူက United ကစားမှာဖြစ်နေပါပြီ။ Aston Villa ကလည်းဂါနာချိုကိုခေါ်ဖို့စိတ်ဝင်စားနေတာမို့ဂါနာချိုရဲ့လိုရက်ကသူ့အနေနဲ့ Aston Villa ကိုပြောင်းရွှေ့ခြင်းနေတယ်လို့ဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။အသင်းနဲ့သူ့ရဲ့ကြားမှာအကွဲပြဲတွေဖြစ်နေခြင်း Premier League ပြိုင်ပွဲရဲ့ဂျာစီကိုဝတ်ပြလိုက်တာတမင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ Professional ဘောလုံးလောကမှာလုံရဲ့တိုင်းပြည့်ရဲ့တိုင်းဟာတာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်။ Sancho ကတော့ United တို့ရောင်းထုတ်နိုင်မယ်တော့မထင်တော့ပါဘူး။ Sancho ကသူ့ရဲ့လောရလာစာမြန်မာလုံလုံးအသင်းတိုက်ကရှောင်နေကြတာဖြစ်ပါတယ်။ Anthony ကိုတော့ပြီးသက်ဝယ်ယူဖို့စူးစမ်းနေတဲ့အသင်းကမရှိသေးဘူးဖြစ်ပါတယ်။ Anthony ကတော့လောကလာစာရှော့ပြီးအသင်းပြောင်းဖို့ရာဆန္ဒရှိနေသူဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။